ကောင်လည်းဟိုလိုဒီမှာရောက်နော်ဒါဆိုရင်တော့ဒီမှာသူကလည်းသူပြီးသွားတယ်ဟုတ်တယ်မလားနော်โอเคနော်ဘာလို့လဲဆိုတော့အခုရဲ့တင်ကြီးနဲ့ဟုတ်တယ်မလားတင်ကြီးနဲ့တင်ကျဲကြီးနဲ့ပေါင်လုံးကြီးကြီးပဲဒူးကြမှာသေးချင်လို့မရဘူးလေဟုတ်တယ်မလားနော်သူကလည်းသူအလိုက်ထိုင်လေးပြောင်းလာအဲ့လိုမျိုးအလိုက်ထိုင်မလုပ်ရင်ဘာဖြစ်တတ်လဲဆိုတော့လူကြီးအောက်ကဘောင်းမီရခုနကကိုပြောသလိုပဲသိလားပုံမကြပန်းမကြတော့အောက်ရှူကြီးအထက်ကကြီးနဲ့မျိုးငယ်ကြီးလို့ဖြစ်နော်ဒီမှာဆိုရင်ဟိုကအားလေးတော့နေပေါ့နော်ဒီဟာကြီးကလေဒီနန်းနေပြီရုပ်တရက်ကြီးဝုန်းဆိုတိမ့်သွားလို့မရအောင်နော်ဒီပေါ်ကနေဒီလိုပြပြလေးတိမ့်လာနော်ရုပ်တရက်ကြီးဝုန်းဆိုတိမ့်လာရင်ဘာဖြစ်တော့ကောက်ကောက်ကြီးဖြစ်ပြီးတော့ဘောင်းမီချုပ်တဲ့အခါကျလည်းဘေးချောင်းကြီးဟုတ်တယ်ဘောင်းမီချုပ်နေကြလူတွေဆိုသိရဟုတ်တယ်မလားအိုင်နန်းကအရင်သိမ့်မိတာရင်ချုပ်ရတာစင်ပြေးမနေတော့နော်ပြီးရခါရင်လေဟုတ်တယ်မလားโอเคနော်ဒါပဲပြီးရင်ညာလေးကလည်းဒီမှာဒီရှိတ်တန်လေးနဲ့ပြီးရတဲ့အထိဒီမှာဒီမက်ကနေဒီမက်ကိုဒီမှာတစ်ခါပြီးတော့ဒီနော်ဒီလိုပြေးလေးဖြစ်တဲ့အထိဒါဆိုရင်ဟိုတော့ရှင်းချင်ရပါတယ်နော်ရှင်းချင်ရတာပြီအဲ့တော့ဒီအောက်လေးမှာကိုက 0.25 ကျော်လာလေးဒီမှာလေးစောင်းပေးထားတယ်လို့ပါဆိုတော့ဒီကွာဒီကောင်ဒီဘောင်းမီဒီဘက်ကဟိုဒီဆွဲတဲ့အတွက်ဒါလေးရတယ်နည်းအဲ့လိုမျိုးနော်ချပေးထားတယ်ဘောင်းမီကွာလည်းနေအောင်နော်အဲ့ဒါဒါညှက်လိုက်တော့မယ်နော်ညှက်ပြီးမှဒီဟာကိုတောက်ပြောက်ချူနော်ဟုတ်ခဏရပြီဒီဆိုရင်လေးသမားရတော့လွယ်တော့ဒါပြောက်ဖြောင်းနေကြတယ်ဆိုတော့နော်ဘိုးတို့ကတော့မကြည့်တော့တိတ်တကူးတကားတောင်ဖြောင်းနေတယ်မလို့ဒီတော့0.75တောင်လောက်ခါပုံမှန်ဆိုရင်တော့ဒီမှာတိတ်လေးကပ်ပြီးဒီလိုလေးတဲလေးပြန်ဖြည့်ရတယ်ခုကတော့မဖြည့်တော့ဘူးဆိုတော့အောက်ကိုစားထုတ်ပြီးမှဟုတ်လေ你那边是吧？啥的？ဒါပဒန်ဆိုင်ပေါ်မှာချပြီးပဒန်ညက်လို့ပါအောင်ဒါလေးလည်းပေါ်သွားတယ်ဆိုတော့ဒီမှာဒီဘေးကဒီမှာကုံစားပလိုက်တော့လေတယ်မလားခဏပဲစီးကုန်းနေရာအဟိုက်အတွက်လည်းစားထုတ်ပြီးသားရတယ်ဒီမှာပဒန်ပြီးကြသွားတယ်မရင်တော့အဲ့နားမှာခုံကြီးတွေဖြစ်နေဟိုပဒန်ကိုတော့မကြဘူးအဲ့ဒါကြီးဘယ်လိုစားမလဲစဉ်းစားလာလို့လည်းမကဲဒီပဒန်နဲ့လည်း customer တွေတော့ကြာတာပဲဆိုအမှကြာသားငယ်အင်္ဂလိပ်စကားဒီလာပါလို့ဆွဲကြတာအဲ့ဟာတွေဖြောက်တယ်နည်းငါလည်းဒီတိုင်းဖြောက်မယ်ဖြောက်ကြည့်လိုက်တယ်ဟုတ်တယ်ဟုတ်အားကြောင့်ပညာဆိုတာသင်ယူလို့မကုန်ဘူးလို့ပြောတာဒါခုအတွက်ဒါကောင်းလာပြီပဲဒါပေမဲ့ဒီတက်ကောင်းတာရှိအောင်မှာအဲ့တော့အဲ့ဒီတက်ကောင်းတာနောက်လည်းလိုက်ရမှာကောက်တော့ပါတော့ရောက်လို့ဆိုပြင်အောင်ကွေးဒီမို့ရှိဆွဲနေပြောက်တာခဲတဲ့နေပေါင်ရင်းနဲ့ပဲတွေ့ရတော့နောက်ချမ်းတော့ပါလေဒါလည်းဒီလိုလေးစားပြင်မှာဒါပေမဲ့ခုမစားသေးဘူးเนาะနောက်ချမ်းဆွဲပြီးမှစားသွားတော့ပုံချမ်းကြဒီကနေပြီးထုတ်ပါမယ်တင်မြင်เนาะဒါရှည်ချမ်းတင်မြင်ရင်တော့နောက်ချမ်းရဲ့တင်မြင်ကိုကူးတယ်ဒီခုနဒူးမြင်ကလည်းနောက်ချမ်းရဲ့ဒူးမြင်နောက်ချမ်းအတွက်ဒူးမြင်ကူးတယ်ဒီခြေဝါမြင်ကလည်းနောက်ချမ်းရဲ့ခြေဝါမြင်ကိုကူးတယ်ခုနနောက်ချမ်းအတွက်တလက်မနှုတ်ခဲ့ရတော့ဒီမှာတလက်မထည့်လိုက်ပြီနော်ဟုတ်ဒါခုနနောက်ချမ်းအတွက်တစ်ခွဲထည့်နှုတ်ခဲ့ရတော့တစ်ခွဲထည့်လိုက်ပြီနော်ဟုတ်ဒီကောင်ကကြတော့အနည်းဆုံး3လက်မထားလို့ရတယ်ဒါတော့ပြီးမှညှိမယ်နော်အဲ့တော့ခါကြတော့ဒီမှာဆိုလို့ရှိရင်ဒီဘောကိုတော့တစ်ခွဲတက်မယ်ဘာလို့တစ်ခွဲတက်မှလဲဆိုတော့ခါကြတော့ကိုတို့
နောက်ချင်းတင်ရလဲဝင်လာအောင်ပဲနောက်ပြီးဖင်ထိုင်ချလိုက်ရင်ဆွဲချတဲ့အတွက်အဲဖင်ထိုင်လို့ရှိရင်ဆွဲချလိုက်တဲ့ဟာကိုဖင်ချောင်းကြီးပေါ်မသွားဘူးအတွက်နော်အဲ့ဒါပဲမယ်ပြီးရင်ရှည်ချမ်းတိုင်းပဲဒီမှာကိုလေးလေးသုံးစားကိုခွဲပေါ့နော်ဒီချမ်းမှာကိုခွဲမပြည့်ဘူးတော့နော် ကိုယ်ကိုယ်ကိုဒီဘက်ကလည်း နော် တောက်စား နောက်စားလွတ်သွားတယ်နော်ကိုခွဲတော့နောက်ချမ်းမှာနည်းနည်းလေးပို့ထည့်ကြလိုက်မယ်နော်နောက်ပြီးချုပ်တဲ့ချမ်းကိုနောက်ကျခါဆိုင်ထည့်လို့ရတယ်နော်အဲ့တော့ကိုတို့ကကြတော့ဒီမှာခါနဲ့တင်နေရဘယ်လောက်မှမကွာအောင်ဆိုတော့လေတထောက်ပဲဆွဲမယ်ခါအနည်းဆုံးခါနဲ့တင်နေ6ကွာလို့ရှိရင်မှာခါဆိုင်က32တင်ဆိုင်က38ဆိုရင်2000ဆွဲမယ်ပါဆို6လက်မကွာနေတယ်2000ဆွဲမယ်နော်အဲ့တော့2000ဆိုတာဗာလဲဆိုအဲ့ဒါပဲနော်အဲ့တော့ဖင်ကြီးလို့2000ဆွဲပေးဖင်သေးတထောက်ဖင်သေးတာကြတယ်ကိုဆိုဖင်ကြီးရကြတယ်ခါလည်းလိုက်ကြည့်တယ်လို့ဖင်နဲ့ခါနဲ့မကွာတာပေါ့တော့ဖင်နဲ့ကွာနဲ့ဆိုရင်ခါတဲ့ဖင်ညက်ကြီးပဲဆိုရင်ဟိုဝိုင်းဆက်တော့ဟုတ်တယ်တောက်တီထိုးပြရတာမင်းကလေးဆိုလဲတော့ကိုယ်တွေကြောက်ကင်းထိုးရတာလေအဲ့တော့တင်ယောက်ျားလေးတင်နေကြတော့အနည်းဆုံးဟိုမှာရှိမယ်9လက်မမှာရှိတယ်တင်ရဲ့အမြင့်ဆုံးနေရတာ9လက်မဆိုဒီမှာခွန်ဒီမှာတက်ခွဲပါလို့တော့ပေါ်မှာခရီးသားတက်ခွဲရှိလို့နော်နောက်ဒီမှာနော်အဲ့ဒါကိုတော့တင်တွက်နော်တင်တွက်မှာဆိုတော့တင်ကို2နဲ့စားထားမှာနော်တင်ကို2နဲ့စားမှာဒီမှာဒီမြင်လေးကဒီမှာဒီဘက်မှာဒီမှာ0မှတ်နော်0မှတ်ဒါရှေ့ချမ်းအရှိကိုတိုင်းလိုက်မယ်ရှေ့ချမ်း30နှစ်ချမ်းဆိုတော့20နော်ဒီမှာတချမ်းစာလောက်လိုက်မှာဒါတချမ်းစာအဲ့တော့30အဲ့တော့ဟိုကဘယ်လောက်လဲ42မှာ1 42ဆိုတော့20ခွဲနော်မှာ20ခွဲအဲ့ဒါဆိုရင်မှာရှေ့ချမ်းနှစ်ချမ်းနောက်ချမ်းနှစ်ချမ်းစုံမဲ့နေရတာလေးတင်41လုံးဝကတ်ချက်တာဒါပေမဲ့ကတ်ချက်နေလို့မရအောင်ကိုရီးယားမှာထိုင်ထားလောက်စားတာဝက်စာရှိသေးတယ်မလားအနည်းဆုံးတစ်ခွဲပေါင်းရမယ်ကိုရီးလုံးဝတနေချင်တဲ့ကိုရီးယားနှစ်လက်မနော်နှစ်လက်မတစ်ခွဲအနည်းဆုံးပေါင်းရမယ်နော်တစ်ခွဲဆိုရင်တော့ကတ်ချက်လေးပေါ့အာဒီတင်မြင်ရပါတယ်နော်ခါမြင်ရတင်တွေ့ရပါโอเคအဲ့ဒါဒီမှာဆိုရင်ကိုကပေါင်ရင်းမြင်ပေါ့နော်အဲ့တော့ပေါင်ရင်းကကိုကခုနဘယ်လောက်ပါလဲ20လက်မပုံမှန်20လက်မ4လားမသိဘူးတရားပဲကြည့်လိုက်တော့နော်ဆုံးကပေါင်ရင်း24နော်24နဲ့သွားလိုက်မယ်ဒီမှာ17တမတ်နော်ဒီမှာ17တမတ်နောက်လိုက်မယ်17တမတ်နောက်ပြီးဒီမှာနောက်ချမ်းလိုက်ပေးရမှာဒီမှာ24နော်ဒီမှာရှေ့ချမ်းနဲ့ချမ်းရှေ့ချမ်းနဲ့နောက်ချမ်းနဲ့သူကဒီလိုမျိုးလာပြီးစုံမှာဟုတ်တယ်မလားစုံပြီးတော့ပေါင်းရင်းစင်းပါလေနော်အဲ့ဒါခါကျမှဒီမှာဒါ24ဒီမှာဒီဘက်ဒီဆွဲမယ်ဆိုလို့ရှိရင်ဒီမှာဘယ်လောက်ကွာတစ်ခွဲလောက်ကွာရတယ်နော်အနည်းဆုံးတစ်လက်မဝက်လောက်စီတော့ရပါတယ်ပေါင်းရင်းနော်အဲ့ဒါဆိုရင်ဒါလေးကကြဒီအောက်ကိုကိုယ်ကဒီလိုလေးထိန်ရနေပြီးတော့ 0.75 လောက်ထိနှိပ်ပေးလိုက်မယ်နော်နှိပ်ပေးပြီးမှဒီမှာဒီအမတ်ကိုဒီမှာတင်နေဒီမှာခွဲနေဒီမှာခဏဒါလည်းအဲ့လိုပဲလို့ဆိုတော့ဝက်ဒါမဲ့ဝက်မနေတော့တော်လို့ရှိဘူးအဲ့တော့ဒီကောင်ကအရင်ဒီလိုနှိုက်လို့ရှိရင်ဘာဖြစ်တယ်ဖင်ညာဝင်တယ်ဘာမှဖင်ညာကြီးရနော်ဝါလည်းကြက်ကွာတည်မလားအိုက်မြင်ရလဲအဲ့လိုပါလို့ဖင်ညာကြီးတဲ့အိုက်ဟွာကြီးဝင်သွားနော်အဲ့ဒီမှာဒါလေးကဒီမှာလေးတော့လေးထုတ်ပြီးတော့ဒါကကြတော့ခါချဲတာတင်ချဲတာပေါ့နော်ခါနဲ့တင်နဲ့အချုံချဲလုပ်လို့ရတာဟာပေါ့နော်ဟုတ်ကဲ့ဒီနေ့ဒီတလမနေပြီးတော့ဒီမှာနော်ဆိုရင်ဒါပါပြီကြည်ရမ်းနေတယ်ရောက်ကပါပြီညောက်ကလိုက်ပါ အောက်ကို1.5အဲအောက်ကိုတိတာပြောရလေ ဒီလိုပဲလေအောက်ကခေါင်းတာ ဒီဘက်ဘက်လည်းတော့ကိုကြည့်နေတော့ပေါ့တလမတည်နေတယ်တလမမညက်ပဲမာလာအားတောင်းလာပါတော့ တော်ကြီးကြီးပဲ စားပြီမယ် အောင်းလို့ မိုင်း ဆန် ဟူးတော့မပြောရတော့ဘူး နော်တီသားတီရောက်ပါမနော် ဟောပြအာလူကဒီသက်တာနဲ့ဟောလည်းပြောင်းပြီအမရမ်းกว่า ပြောင်းကြည့် တောင်းမှာ နော်ဒါလည်းတီသားနော်တီသားဆိုငါကလောက်တက်ပြီးကြိုင်ရတာပါနော် ရတာလည်းသိမကောင်းရတာလည်းသိမကောင်း သွားထိတ်မနေတော့ ဟ
နားကတော့ရတာကိုမရှိဘူး ဟုတ်နော် ကိုတန်းအောင် ဟိုတောင်းလမနော် ဟောဒီနေ့ရောက်ပြီ မာထဲမှာရတာလည်းမရှိ ရ တော့ တာမရှိဘူး ဟိုကလည်းရှာလေးပေါ့ပြောသွားနော်ဟုတ်တယ်ဒီမှာဘေးတော့ စိတ်လဲစိတ်နေ နော်ဒါတုံးလမနေနော်ဟိုတော့ဒီမှာဒါဒီဘက်ကနေပြီးဖင်ကြီးတယ်လို့ကွာဖင်ကြီးတော့ဘက်ကနေတုံးလမချန်လာနော် ဟုတ် တုံးလမချန်ပြီးတော့ဒီမှာအားလမနော်ငါဖိုးမနေရလေ ဟုတ်ကဲ့ဟုတ် အားရအလဲဒီမှာစံတာမှတ်လိုက်နော်ဝယ်ပေါ့အဲ့ဒါလေးကနေပြီးဒီပေါ်ကိုတဲလိုက်တယ်တက်ပြီးငါမှလည်းတချို့ကကြတော့ဒီအရင်ကခုလိုမျိုးနှစ်ခုရဲ့စံတာကိုယူပြီးတောက်ထိုးလိုက်တာအမေအဲ့ကြပါဖြစ်နိုင်လဲဆိုတော့တစ်ဖက်ကိုရောက်သွားလို့ရှိရင်ကွာဒီဖားကမှရင်မှဒီဘက်ကခါချဲ့ခြင်းလေခါချင်းကြီးပေါ့နော်ခါချင်းကြီးလို့ရှိရင်ဒီမှာဟိုဖောက်ဒီဘက်ကြီးကိုဖောက်ကြရောက်နေဆိုခါချင်းကြီးဖောက်ကြီးနဲ့ရန်နီးသွားဟုတ်တယ်မလားငါဒီဘက်ကိုရန်ရောက်ရင်ကြတယ်အရဖောက်ကြီးဒီဘေးလာကြတယ်အဲ့ကြောင့်မဒီဖောက်လေးအောင်ဟိုဘက်ဒီဘက်မကြဘူးတော့အဲ့လေးပါပဲအဲ့တော့ဒီမှာနော်အဲ့ဒါတော့ပဲဟုတ်တယ်မပြီးရင်ဘယ်လိုပါလုံးလဲဆိုတော့ဟိုပဲဘာပဲလဲရှိတယ် မပင်ဘူးပဲတော်ရရှိရနော် ဒီကနေ့ဆွဲတိုင်းလို့ဖြစ်တာနော်ဒီပါပြီခုနလေးပါ အားလေးခေါ်ထားပြန် ဘိုက်ကြီးတယ်လို့လောက်ပြန်တယ်မေးရ သူတော့ ဟုတ်မလေးခိုင်းကုန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 ်းနဲ့ဒီလိုကန်တိုင်းပြီးတော့ မှာ73ကိုနှငေါက်တော့မှာ ဟုတ်စက် ဒီမှာ73ကိုနှငေါက်ထားလိုက်မှာ20နဲ့မှ3တမတ်နော်20နဲ့မှ3တမတ်2 5အဲ့ဒါကိုဒီမှာဘောခစီကဒီမှာရှေ့ရ3လက်မှာနောက်က3လက်မှာဆိုတော့ရှာဒီမှာ29တမတ်2 5ရှေ့ရ28ဆို29တမတ်2 5 ဒီဘောဘူးလား ဟမ် ဒီခွဲ Oh sorry တော့အဲ့တော့20နဲ့မှ6တမ2 5တော့ရ28ခွဲရတာများတယ်တကယ်တော့တိုင်းအဲ့လောက်မရှိဘူးအဲ့တော့ဆွဲတိုင်းတာခတော့ဒါတလောက်လောက်ပါပဲဒီထားဟင် စက်တော့ 23တော့မကဟိုလောက်ရှိမှာပေါ့25လောက်တော့ရှိอืม ခစီ ကိုလည်းဟုတ်လေ25ခွဲလောက်ရှိ တိတိကျကျရခြင်းချောကိုဒီမှာညမှာကြိုးလေးချိန်ပါဒါကြီးကောက်ချင်လိုက်တယ် ဟုတ်လောက်တယ်အဲ့ဒါခါစီ ကက်ကြီးလေ ဟုတ်လား ရအာမနာနဲ့တော့ဒီတော့ဟိုလေအရင်ဆွဲတာမဟုတ်ပေါ့ဟေးနည်းနည်းလေးလို့တင်းတင်းလေးဒီမှာ မပန်တော့ဥကိုင်ကျန်တဲ့စစ်လိုက်တယ် အင်တာနက်တော့ဒါမျိုးတိုင်းပြီးတော့နှိုက်နေကြလေ နောက်ထပ် 26တမ25ထွက်တယ်ဒါပေမဲ့သိရမလားအရင်ကြီးအတိအကျဟွာဖြစ်တာနဲ့ဆိုရတယ်လားဆိုနော် ဟုတ် ဟောပဲကွယ်ဒီနေ့သင်ခန်းစာလေးက